ရှိုးလိုက်လုံးဝအတန့်နေ Redmi Note 11E ရှေ့အတန့်နေရောက်ထားတယ်ဗောစီတို့နော် Redmi Note 11E ရှေ့အတန့်လေးတွေရောက်ထားပါတယ် RAM 8256နဲ့ဗျာနော်ဒီကောင်လေးတွေကကင်မရာနှလုံးပါတယ်လက်ဝှေပါတယ်တိုက်စီအားသွင်းပေါင်းနေဗျာနော်ရှစ်မှန်ကတ်တရားစားပါပြီးသားနော်မှန်ကတ်ဆိုမှန်ကတ် plastic ပေါ့ Play Store ပါတယ်နော် Play Store ပါတယ်ရန်တင်သုံးရုံပါပဲဗျဒီကောင်လေးတွေ global ဘာညာပြီးကွာအစားအကုန်ချိန်ပြီးသားအရန်တင်သုံးရုံပဲ RAM 8256ကို3,200,000ခွဲနဲ့ကျွန်တော်ရောင်းပေးပါမယ်ဗျာနော် Redmi Note 11E လေးတွေပါဗျာနော်လုံးတန့်လေးတွေပါပွန်းစင်နာစာလုံးဝမပါဘူးနော်ကျွန်တော်နေဝိဆိုရင်ကျွန်တော်ပစ္စည်းပို့ပေးတယ်ကားတင်ပေးတယ်ဗျာနော်ဘယ် expert ရောက်တဲ့မြို့တိုင်းကိုကျွန်တော်အိမ်ရောက်ငွေချေရစာပို့ပေးပါတယ်မန္တလေးမြို့တွေဆိုလဲဒလီအိမ်ရောက်ငွေချေနဲ့ပို့ပေးပါတယ်ဆိုင်ကိုလာရောက်ရွေးချယ်ဝယ်ယူခြင်းနဲ့ဆိုတော့ဆိုင်လိပ်စာ58လမ်း113 114မှာရှိပါတယ်ဘောစီတို့နော်ဟုတ်ဆက်ပြီးတော့လည်းမှားလို့ရတယ် Viber မှာလည်းမေးလို့ရပါတယ်ဗျာနော်ကျွန်တော် error အမှတ်ခံဒီကောင်လေးတစ်လပေးတယ်လက်လီလက်ကားလေးရပါတယ်ဗျာနော်လက်ကားဆိုရင်လည်းလက်ကားလေးပေးပါတယ်ဗျ Redmi Note 11E လေးတွေပါအားပေးပါအောင်နော်